ကြီးတွေကမျောလင်းနေလို့ခံစားချက်တွေလုံခြုံမှချီရနှလုံးသားတွေကကြောက်သေးသူမို့ဒီနေ့ညတော့စိတ်ကူးရင်လို့ကိုတွေ့တဲ့တောင်ပြောနေတာချီရဘယ်ချိန်ဆိုမှလဲဘယ်နေရာမှာတွေ့လဲယုံကြည်သူရင်တဲ့မျောလင်းချက်ကြီးလုံးကဘယ်နေရာမှာတွေ့လဲဘယ်ချိန်ဆိုမှလဲရရပေမဲ့